ပိုင်းမှာတော့ Choice of Sports ကိုလာရောက်ထားတဲ့ယောက်ျားတစ်ယောက်ကိုမြင်ရပြီးသူကကားကိုစမ်းပေါင်းပြီးအပြင်းထန်လျှောက်ပေးတယ်။နောက်ပိုင်းမှာတော့သူ့နာမည်ကရန်ဖြစ်ပြီး Choice of Group ရဲ့အကြီးအကဲတစ်ယောက်ဖြစ်ကြောင်းသိရှိရတယ်။လူသမားတွေကသူ့ကိုပြောပြပြီးကောင်းမွန်တယ်လို့ချီးမြှောက်ပေမဲ့ရန်ကုန်ကကားမှာရှိတဲ့အချို့နီးလန်းမမှန်ချက်တွေကိုပြောပြပြီးအဲ့ဒီအမှားတွေကိုလိုက်ပြီးပြင်ဖို့တိုက်တွန်းတယ်။ပြီးလျင်သူ့လက်သားဆိုင်ဂျန်နဲ့ Choice of ရဲ့အလုပ်မှုဆောင်ဒါရိုက်တာအနေနဲ့စကားပြောတယ်အဖွဲ့ကိုခေါ်ပြီးအဲ့ဒီသူကသမရတွေအကုန်ကိုလည်းခေါ်လာဖို့ပြောလိုက်တယ်တခုခုပြောချင်တာရှိလို့ပါ။တစ်ဖက်မှာတော့ကျွန်တော်တို့ရဲရဲပပမင်းကောင်းဆောင်ကျွန်းကြီးနာမည်ရှိထားတဲ့ဘောလုံးကစားသမားနဲ့တွေ့ကြမယ်။သူကကွင်းထဲထွက်သွားပြီးလေ့ကျင့်နေတယ်။နောက်ဆက်ကွက်မှာတော့သူ့ဖက်သမားတွေနဲ့ဘောလုံးပြိုင်ပွဲတစ်ပွဲကစားနေပြီး Choice of ကစောင့်ကြည့်နေကြတယ်။ပြီးရင်သူတို့နဲ့တွေ့ပြီးစုံစမ်းတွေ့ဆုံပြီးတလကြာကင်ထားတာဆိုတာပြောပြပြီး Choice of ကိုဆက်သွားဖို့တောင်းထားတယ်။သူတို့ရဲ့အတွက်တက်ကစားဖို့ပါ။သူတို့ကြားအမိတ်စာချုပ်900မီလီယံဝန်းတန်တဲ့သဘောတူစာချုပ်လက်မှတ်ထိုးကြတယ်။ဇွန်ဟရီကအရန်ဝမ်းသာနေတယ်။အခုတော့ပထမတန်းအုပ်ချုပ်မှုမှာကစားတော့မှာဖြစ်ပေမဲ့တကယ်အိမ်မက်ကတော့ Premier League မှာကစားဖို့ပါအဲ့ချိန်တုန်းမှာကျမတို့ရောင်ရောင်ရဲ့တွေ့ဆုံပွဲကိုအလင်းပေးလိုက်ကြတယ်ဒီမှာသူ့ကလေးတွေနဲ့တွေ့ရတယ်သူ့သမီးချက်ကျောင်နဲ့သူ့သားကြဆန်ရောင်ရောင်ကအရင်ကအလုပ်လေးတွေပုံပြောတယ်ဘလို့စူးစမ်းပြီးကုမ္ပဏီကိုထိတ်ဆုံး30တဲထိရောက်အောင်လုပ်ထားပြီးဆိုတာပြောပြတယ်ဒါပေမဲ့အခုတော့သူအမြင်မှတ်ပေးခြင်းတယ်လို့ပြောတယ်သူ့အစားထိုးဖို့မကြခင်ချိန်မှာတတ်မှတ်ပေးမှာပါသူကသူ့ကလေးတွေစီကိုတလအတွင်းအနိုင်ရတဲ့ဘာဆိုတာမျှလုပ်ပြီးပါစေလိုက်တယ်သူကမျောလင့်မိထားပြီးကိုယ်တိုင်လိုက်နာကြည့်မယ်ဘသူအကောင်းဆုံးလုပ်တယ်ဆိုတာနဲ့အစားထိုးပေးမှလို့ပြောတယ်ရုံညော်သွားပြီးနောက်2ယောက်ကထွက်မသွားပဲတမိုင်းရလုပ်ခဲ့တာတွေနဲ့ပစ္စည်းတွေစည်ရင်ပေးစာပြုလုပ်ကြတယ်ညင်းပွားမှုတက်လာတယ်အမျိုးသမီးကကိုကပိုခိုင်းပါတယ်လို့တမာတီပြောတယ်ရဲဆန်ကတော့ကိုကအမျိုးသမီးထက်ပိုကောင်းတယ်သူကအကိုဖြစ်တယ်လို့လည်းထည့်ပြောတယ်ရဲကံကသူ့ကိုညင်းပွားစရာမလိုဘူးလို့ပြောတယ်သူကတော့သူမကမိနစ်50စက္ကန့်သာရှိတယ်လို့မာတီကအရတော့မပြောင်းလဲပါဘူးနောက်ရုပ်သိမ်းမှာတော့တလုံးတော့တငယ်ချင်း2ဦးကသူတို့အသင်းတွေနဲ့စကားပြောပြီးလောက်ကင်နေကြတာမြင်ရတယ်တယောက်ချင်းစီအဖေရှိမှလှပတေချဖို့ရည်ရွယ်ထားနေတာရောင်ဟိုးကသူ့ရုံးမှာစံကျဲနဲ့စကားပြောနေတာစံကျဲကဒီအမှုကိုမြန်မာတိုင်းပြည်တိုက်ဆိုင်မှာအတီးပြုတ်ကျင်လာဆိုပြီးမေးတယ်ရောင်ဟိုးကမရွေးရဘူးဆိုပြီးတုတ်ပြန်တယ်တခုချင်းလူတွေကိုဥဆောင်ကတာဝန်ယူဖို့အချိန်နဲ့ပါလာပြီးအဲ့ပြီးမှသူလက်တလောစိတ်များကိုဖြည့်ရှင်းဖို့အပြင်ထွက်တယ်စံကျဲကသူ့နဲ့အတူလာချင်းလိုက်ပြီးရောင်ဟိုးကမလာနဲ့လို့ပြန်တုတ်ပြန်တယ်စံကျဲကတယောက်ကိုဖုန်းခေါ်ပြီးသူကတောင်းထားတဲ့ပစ္စည်းအစ်စ်ပြင်ဆင်ပြီးပြီလားလို့မေးတယ်ဖုန်းနားမှာရှိသူကပြင်ဆင်ပြီးပြီလို့အတီးပြုတယ်နောက်ဆက်တွဲဆက်မျိုးမှာတော့ရန်ဟိုအိမ်ကိုပြန်လာတယ်အိမ်ပြန်မိသားစုအကုန်လုံးစုဝေးထားတယ်သူ့ဇနီးဟာဒုတိယဇနီးစွန်ဟီဆိုပြီးအဲ့သူ့ကိုတွေ့ရတယ်မောင်ရည်ညီတွေကလည်းသူတို့အနောက်ကိုလွှဲပေးမဲ့အကြောင်းပြောလာကြတယ်စွန်ဟီကရန်ဟိုကိုတကယ်ဒီလောက်ချက်ကိုရည်ရွယ်ထားလားငါမသိဘူးဘာလို့လို့ဒါကိုအလင်းလိုလဲလို့မေးတယ်ဒါပေမဲ့ဇဲဆောင်ကတော့ဖေဖေကအလုပ်စူးစမ်းခဲ့တာကြားတာကြောင့်ဆက်လုပ်တဲ့နယ်လို့စန့်ကျင်တယ်အလုပ်နာပြီးကိုခက်နဲ့ခီးသွားဖို့ပါအဲ့လိုချိန်မှသာစန့်ကျင်ရောက်လာတယ်မိသားစုကဘာလုပ်နေလဲလို့မေးတယ်သူကအရာရှိကြီးကခေါ်သွားတယ်လို့ယွင်းပြတယ်ကားမှာဘက်ထရီအတစ်တက်ထားပြီးစမ်းတက်ဖို့လိုတယ်လို့အကြောင်းပြတယ်အရာရှိကြီးကသူနဲ့အတူထွက်သွားတယ်နောက်စီယမ်မှာသူနှစ်ဦးကဂိုဒေါင်မှာရှိတယ်စန့်ဂျီက slash ဖန်နဲ့ပတ်သက်တဲ့ဖိုင်တွေပြပြတယ်ဒီလိုနဲ့အရာရှိကြီးကသူ့သားသမီးနှစ်ဦးကပြစ်မှုလုပ်နေတာကိုရှာဖွေတွေ့မှာဖြစ်တယ်သူတို့ကသူ့ငွေခိုးယူနေခဲ့တာပတ်စံစံချုပ်ကြီးကအခုတင်ပြောတာဘာလို့လဲဆိုပြီးမေးတော့စံကျဲကအမှန်မှန်တေချာဖို့အတွက်နှစ်ပေါက်စစ်ကြည့်ခဲ့လို့အခုသတင်းပြောတာဖြစ်တယ်လို့တောင်းပန်တယ်ထို့နောက်သူနှစ်ယောက်ကလန့်ပြီးထွက်ခွာသွားကြတယ်အနာကန်မန်နေဂျာဂျန်ကသူတို့ကိုကင်ထားပြီးစံချုပ်ကြီးထွက်သွားပြီလို့တယောက်ကိုဖုန်းခေါ်ပြီးသတင်းပို့တယ်တစ်ချိန်တည်းမှာဂျက်ဆွန်ကစံချုပ်ကြီးရဲ့ကားထဲကိုတက်ပြီးဒန်ရှန်ရုပ်တံတွေစစ်ဆေးနေပါတယ်အဲ့ဒီအချိန်မှာဂျက်ကင်းနဲ့လည်းရောက်လာတယ်ဂျက်ဆွန်ကသူမကိုလည်းအဲ့ဒီ slash phone ကမူးချက်ခံလာဟုတ်လားဆိုပြီးမေးတယ်သူမမှတ်ယူလိုက်တယ်ဗီဒီယိုတွေကြည့်နေစင်မှာခေါင်းဆောင်ကချိန်မမှန်ဘူးလို့ခံစားရတော့ပြန်လဲကာရက်ဆောင်ကိုတွားခဲ့တယ်သူလာမယ်ဆိုတာသိပြီးတော့ဒေးဈေးဆောင်ကတငိုက်ထဲကားကိုဖြုတ်ပြီးထွက်သွားလိုက်တယ်ခဏပြီးနောက်မှာခေါင်းဆောင်ရောက်လာတော့ကားပြောက်သွားတာကိုမြင်ပြီးချောင်းကိုကားပဲသွားလိုက်လဲလို့မေးတယ်ချောင်းကကားမှာချိုးရင်းချက်တစ်ခုရှိတာမျိုးဖြစ်တယ်လို့ပြောပြီးကားကိုပို့လိုက်တယ်လို့ပြောလိုက်တယ်ခေါင်းဆောင်ကထိုးသဘောအတိုင်းယုံကြည်လိုက်တယ်ပြီးတော့သူတို့အကိုအမ2ယောက်ကားနောက်ကင်ဖုန်းကင်ဖိုက်ချထားတဲ့တပ်ပုံတွေကိုလမ်းပေါ်မှာကြည့်နေတာတွေ့ရတယ်တစ်ဖက်ကတော့ခြံလန်းဖြတ်ရင်ဖုန်းနဲ့ပြောနေတဲ့ဂျွန်ဟယွန်းကသူ့ရဲ့အဖွားကြီးအောက်ဆုံးနဲ့ဖုန်းနဲ့စကားပြောနေတာဖြစ်တယ်အောက်ဆုံးကဆေးရုံမှာတွေ့နေရပြီးအတိမတေချဘူးအရင်မှာတော့အောက်ဆုံးကသူ့ကိုမသိခဲ့ပေမဲ့ဂျွန်ဟယွန်းကဘောလုံးကစားသမားဆိုတာတက်တေအောင်ဖွားကိုသူ့စီတက်ကိုပြသတဲ့အခါမှာပဲသဘောတူသွားတယ်ဒီနေ့မှာသူ Choice of နဲ့စာချုပ်ပါဝင်တယ်လို့ပြောပြီးမကာမီ Premier League မှာကစားတော့မယ်လို့လည်းပြောတယ်သူ့ညီမ2ယောက်ကသူ့ဘက်ကိုမောင်းနေလာနေပြီး hash camera video မှာစိတ်လှုပ်ရှားစွာကြည့်နေကြတယ်နောက်တော့သူတို့ဟာဂျန်နီယန်ကိုတိုက်မိကြတယ်ဘေးကန်ပြင်မှတစ်ဖြစ်မြင်ပြီးကြောက်ရွံ့သွားတယ်ဒါပေမဲ့သူ့ကိုကူညီမဲ့အစားကားစီးပြီးထွက်သွားကြတယ်ဂျန်နီယန်ကိုဆေးရုံကိုအလင်းအမြန်ဖိတ်ကြတယ်ကျုပ်တို့ကသူတို့2ယောက်ကိုဖုန်းခေါ်ပြီးလူတိုင်းကိုဖုန်းဆက်ချင်တဲ့တက်တေချက်အားလုံးကိုဖျက်ပစ်တာကြည့်ရတယ်လမ်းပေါ်တွေးတက်စကင်ဖွားတွေကြည့်ပြီးအကုန်လုံးတန့်ရှင်းအောင်ဖျက်ဆီးတယ်ရုံးစီပြန်ရောက်တော့သူတို့အဖေကသူတို့ရဲ့လှုပ်ဝက်ပတ်စံအကြောင်းသိသွားပြီလားဆိုပြီးစကားပြောတယ်
ပြီးတော့ရန်ကုန်ကသူ့ကားကိုက driving နေရင်အနားမှာရိုက်တာကိုမြင်မိတယ်ရှေ့မှာတော့သူကျန်းကိုဒီကိစ္စပါလဲလို့မေးတယ်ဂျန်ကဦးကောင်းတက်ပြီးတောင်းပန်ပြီးပြောလိုက်တယ်ဂျက်ကင်းနဲ့ဂျေဆွန်ကကားကိုယူသွားပြီးတကောင်ကြောင်လမ်းပေါ်ထွက်လာလို့ဒီလိုဖြစ်ခဲ့တာလို့ပြောတယ်ဒါနောက်သူတို့ကဂျန်ကိုတွေအိတ်ထားဖို့မပြောထားတယ်လို့လည်းပြောတယ်ရန်ကုန်ကတော့ dash ရဲ့ file တွေကိုကြည့်တယ်ဒါပေမဲ့ဘာမှမရှိဘူးဂျန်နီယန်ကတော့မတက်ပြီးခြေထောက်တွေနဲ့ရွှေ့ပြောင်းကြည့်လို့မရဘူးဆရာဝန်နဲ့စကားပြောပြီးဘာဖြစ်နေလဲလို့မေးတော့ဆရာဝန်ကတစုံတရာပြောလိုက်တာကရှာချင်းမရှိဘူးနော်နောက်တစ်ခေါက်စောကြမယ်ဇွန်ဟယုံမျက်ရည်တွေနဲ့ပြက်နေလို့သူ့ကိုဒါမျိုးမပြောပါနဲ့လို့တောင်းဆိုပြီးကျေနပ်အောင်ကူညီပေးပါလို့ဆုတောင်းနေတယ်သူ့အဖွားကသူ့ကိုအကျဉ်းကြီးကစားသမားဖြစ်ပြီးပထမတန်းလိဂ်မှာပြိုင်ဆိုင်ကြဖို့အိမ်မက်ထားတာပါကုသပေးပါဆိုပြီးတောင်းဆိုယူသွားတယ်ဒါပေမဲ့အခုတော့လုပ်เสียမရှိတော့ဘူးစွန့်ကြေကရိုင်းဟိုနဲ့စကားပြောနေတယ်သူ့ကလေးတွေကပတ်စံဝင်ကြွလာတာကိုခိုးယူထားတယ်လို့ပြောပြီးဘာလုပ်မယ်ဆိုတာရှင်းပြနေတယ်ရိုင်းဟိုကဒီအကြောင်းပြန့်နှံ့ခြင်းမလို့ခြင်းဘူးဒီအကြောင်းဖုံးကွယ်ထားဖို့အာမခံရမယ်လို့ပြောခဲ့တယ်သူတို့ကသူ့ရဲ့ dash file တွေကိုပါကြည့်ဘူးပြီလို့ပြောတယ်စန်ဂျဲကသူတို့ကိုအယမ်းမကောင်းဘူးဆိုပြီးတဖန်ခွင့်လန်းမပေးသင့်ဘူးလို့ပြောတယ်ဒါပေမဲ့ရန်ကုန်ကသူတို့ကိုဖော်ထုတ်ပြတတ်လိုက်ရင်သူ့ကိုယ်သူအဖြစ်ပြက်မကောင်းရမှာဆိုတော့မလုပ်နိုင်ဘူးဆိုတယ်သူကိုယ်တိုင်ယူထားတဲ့ခြေထောက်သားကျိုးနဲ့ဗန်နာရေးလုံခြုံတိုက်ကိုဖွင့်ပြီးမျက်မြင်တွေမှာငွေကြေးနဲ့ရွှေတွေအတော်များများတွေ့ရတယ်ဖိုင်တချို့ကိုထုတ်ပြီးစန်ဂျဲကိုပေးပြီးဒီမြေကြီးကသူ့ဇနီးအတွက်အစီအစဉ်လုပ်ထားတာလို့ပြောတယ်ဒါပေမဲ့အခုတော့အဲ့ဓာတွေကိုရောင်းပြီးများအားလုံးကိုကင်တွယ်စီမံရမယ်လို့ပြောတယ်ကျွန်တော်တို့ဂျန်နီယန်ကို rehab ကိုလာတာကိုမြင်ရတယ်သူလမ်းလျှောက်ဖို့ကြိုးစားတယ်ဒါပေမဲ့အရင်ဆုံးမလမ်းလျှောက်နိုင်ဘူးဒီအချိန်မှာဆန်နီကသူမရဲ့သမီးဘန်ကိုဖုန်းခေါ်တဲ့ဘန်ကိုဟာအမေရိကမှာရှိတယ်သူကပြောတယ်ဖခင်ကမကြခင်မတော်တဆသူတယောက်ကိုရွေးချယ်ဖို့ရှိပြီးသူမရဲ့အစုအဖွဲ့ရဲ့ဆွေတွေအနက်တယောက်ကိုရွေးချယ်မယ်လို့ဒါကြောင့်ဘန်ကိုလာရောက်ပြီးသူမရဲ့အမအကိုတွေကိုကျင်းနှက်အောင်လုပ်ဖို့အဲ့ဒီလိုနဲ့သူ့အတွက်လည်းအပိုင်းတစ်ပိုင်းရရှိအောင်လုပ်ဖို့အိမ်မက်ထားတယ်ဒါပေမဲ့ဘန်ကိုကပြန်ဆန်ပြီးပြောတယ်မိခင်ကရှေ့မှာလိုချင်ခဲ့တဲ့အတိုင်းသူလည်းဒီမှာရောက်ဖို့လိုအပ်ခဲ့ပြီးအခုတော့သူ့ရဲ့မေကသူ့ကိုပြန်ခေါ်နေတယ်သူတော့မစိတ်ဝင်စားဘူးပြီးတော့အဲ့ဒီညမှာအိပ်ပျော်နေခဲ့တဲ့ဇွန်ဟွမ်ကိုမြင်ရတယ်သူ့မတော်တဆမှုကိုစဉ်းစားနေတာကားနံပါတ်ပြကိုဖမ်းလိုက်ပေမဲ့မရှင်းလင်းဘူးအွန်လိုင်းမှာရှာကြည့်ပြီးရဲစခန်းကိုသွားပြီးနံပါတ်ပြပေးတယ်ဒါပေမဲ့နံပါတ်မှန်မဟုတ်တော့အရာမဖြစ်လာဘူးရဲတယောက်ကဇေကျွန်းကို message ပို့ပြီးဒဏ်ရာခံရသူမှာတက်သေးမရှိဘူးလို့ပြောတယ်ဇေကျွန်းကသူ့ညီကိုဖုန်းခေါ်ပြီးသူမလုပ်เสียလုပ်ပြီးအခုတော့သူ့ဘက်လို့ချိုးဆောင်စီကအခြေအနေကပါလဲအပြင်ဘက်ကဂျန်နီယန်ဟာမန်နေဂျာဂျေဝန်ကိုသွားပြီးဘာဖြစ်နေတယ်လဲစုံစမ်းတယ်သူ့စာချုပ်ကိုချိုးဆန်ဖျာဟာဘာကြောင့်ဖျက်လိုက်တာလဲပို့ပြီးပြစ်ဒဏ်တွေကပါလဲဒီလိုမဖြစ်သင့်ဘူးလို့တခွင်တောင်းတယ်နောက်တစ်ချိန်အခွင့်အရေးတောင်းဆိုနေတယ်ဒါပေမဲ့ဂျေဝန်ကသူ့ဘက်မှာဘာမှလုပ်လို့မရဘူးအတိုင်းတာကြီးကနေအမိတ်စီးပြန်ချင်းထားတယ်လို့ပြောတယ်နောက်ဆက်တွဲဇလန်းမှာတော့တန်ရက်တယောက်တည်းစန့်ကျင်ကရှိနေစေပဲဒါနဲ့တော့သူဘာမှမရရှိဘူးကဲတော့အဲ့ချိန်မှာသူ့ဖွာဖုံးခေါ်လာတယ်ဂျန်ဟက်ကမျက်ရည်ထွက်ပြီးနာကျင်လာပြီးတောင်းပန်တယ်သူလှုပ်လို့ရတာမရှိဘူးဒီအဖွားကတော့ပကစံကိုဂယုစိုက်နေသူပဲဂျန်ဟက်ကပြောတဲ့သူမှာအထောက်ထားမရှိဘူးလို့ဒါပေမဲ့အဖွားကဘာပြောနေတာလဲမေးတယ်သူကအဲ့ဒီကရုပ်ပုံဗီဒီယိုကိုရှေ့မှာပို့ပေးထားပြီးမကြည့်ဘူးလားဂျန်ဟက်ကတော့တကယ်တော့သူအဲ့ဒီဗီဒီယိုမှာသူနဲ့ဖုန်းဆက်နေချိန်မှာအလုံးစုံမှတ်တမ်းပုံပြီးမော်တော်ယာဉ်နံပါတ်လဲပိုင်းထွက်နေတဲ့အရာကိုထင်သိလာတယ်ဟက်ကြီးဖေးကဖေးကိုသွားပြီးနံပါတ်ကိုရှာကြည့်တယ်နောက်မှာတော့အဲ့ဒီကားက Chosun Group ရဲ့ဥက္ကဋ္ဌရန်ကိုရဲ့ဟောင်းဆိုတာတွေ့လိုက်တယ်နောက်တစ်ချိန်မှာတော့ဟက်ကကုမ္ပဏီမှာတည်တယ်လို့ပြောပြီးပို့ဆောင်ပေးတဲ့ပစ္စည်းတစ်ခုကိုယူလာတယ်ဥက္ကဋ္ဌကအဲ့ဒါကိုဖွင့်ရင်ပုံတချို့ဝတ်ထားတယ်သူ့ကားပုံတွေပါအဲ့ဒီအချိန်မှာတော့ဇွန်ရက်ကအပြင်မှာစောင့်နေတယ်ဝန်ထမ်းတချို့လာပြီးဥက္ကဋ္ဌကသူ့ကိုတွေ့ချင်တယ်လို့ပြောတယ်နောက်စိတ်မှာနှစ်ယောက်မျက်မှောက်တွေ့ပြီးဇွန်ရက်ကကိုယ့်ကိုဖြစ်ခဲ့တာအားလုံးကိုရှင်းပြတယ်သူ့အိမ်မက်ကတော့ Premier League မှာကစားတယ်ဆိုတာပါဒါပေမဲ့အုံပိုင်းသူကြောင့်မရနိုင်ခဲ့ဘူးသူ့ကားကသူ့ကိုဘလို့ထိခိုက်ခဲ့လဲဆိုတာဗီဒီယိုပြသပြီးပြောတယ်ရွှေဟိုကဘာလို့ပုံငွေလိုတာလဲဆိုပြီးတုံ့ပြန်တယ်ဇွန်ရောက်ကစတင်မှာတောင်းပန်မှုနဲ့စတင်မယ်လို့မျှော်လင့်ထားခဲ့ပေမဲ့ရွှေဟိုကတောင်းပန်မှုဆိုတာငွေကနေစတင်တာပါလို့ပြောတယ်ဇွန်ရောက်ကအကြမ်းဖက်အလုပ်ဘလို့စူးစမ်းခဲ့တာနှစ်တွေမှာဘလို့ခောက်စားခဲ့တာပြောပြပြီးတရားလိုက်တယ်လို့အန်ရပေးတယ်ဒါပေမဲ့ရွှေဟိုကမသွားဘူးလို့ပြောတယ်သူ့ကိုဘယ်ရာမှမနှောင့်ယှက်လုပ်နိုင်တာကအကုန်လုံးကသူ့လက်ထဲမှာပါတဲ့အတွက်ပါသူတေချာချက်တစ်ဆောင်ပေးပြီးသူ့ရဲ့တွေးထွက်ခြေစွမ်းကိုဘလောက်တက်မလဲစမ်းကြည့်ကျင်တယ်လို့ပြောတယ်ဇွန်ဟရွန်ကကိုလိုချင်တဲ့ငွေပမာဏဘလို့မဆိုရေးလို့ရတယ်အဲ့ဒီအချိန်မှာရှေ့နေကြီးတွေလာနေပြီလို့ယွန်းဟိုကိုသတင်းပေးပြီးဇွန်ဟယွန်ကိုထွက်သွားစေတယ်ထွက်ရလမ်းမှာဇွန်ဟယွန်ဟာသူ့ကိုမတိကြတဲ့တငယ်ချင်းနှစ်ဦးနဲ့မျက်မှောက်ပြန်တွေ့တယ်အဲတို့ဟာသူ့ကိုမတိကြဘူးသူတို့နှစ်ဦးကအဖေကြီးစီကိုအလန့်သွားပြီးယွန်းဟိုကသူတို့လှုပ်ဆောင်ထားတာနဲ့ရင်ဆိုင်ပြောကြတယ်ဈေးကြောင်ကတော့လက်ကြံကြပြီးကိုဘာမှမလုပ်ဘူးလို့ထောက်ခံပြောတယ်
အဲ့ဒီကစီကာ driving လုပ်နေသူက Jason ပါ Jason ကလည်းအပြစ်ပြောဖို့ကြိုးစားတယ်ဒါပေမဲ့ရန်ကုန်ကသူတို့နှစ်ယောက်ကိုမဟာမိတ်အဖြစ်မခံထားနိုင်ဘူးလို့ပြောလိုက်တယ်တနာစရာကောင်းအောင်တမရဖြစ်ဖို့တောင်မသိလို့အခုသူတို့ရဲ့ယာတုတွေကိုပြန်ယူမယ်လို့တိမ့်ဖို့ကြီးကြက်နေတယ်တဖန်တော့ Johnny Yang က video call ကနေ auction နဲ့အပြင်မှာထိုင်နေတယ်ဒါပေမဲ့သူတိုက်ခိုက်မှုကိုဆက်လက်ပြောနေတဲ့အတွက်စိတ်ထိခိုက်အမောဆုံးဖြစ်သွားတယ်တစ်ချိန်မှာတော့ဥက္ကဋ္ဌကဘုတ်ဖွဲ့စည်းပွဲတက်တော့မယ်လို့တင်ပြချက်ကြေညာလာတယ် Johnny Yang ကအထက်လဲကိုလန့်ခါနဲ့ Jackson လည်းဥက္ကဋ္ဌထံကိုပြေးသွားတယ်ဒါပေမဲ့သူတို့တွေကတယောက်မတိကြတော့ဘူးလေးနဲ့စွာဖေးကိုထိမိသွားပြီးရန်ကလည်းအလဲလဲကျသွားတယ် Johnny Yang ကတော့အဲ့ဒီမှာနီးနီးမှာရှိပြီးသူ့ကောင်ကရန်ကိုတိုက်မိသွားတယ်သူနှစ်ယောက်အတူတူကျသွားကြတယ်နောက်ဆုံးပုံရိပ်မှာ Johnny Yang ကဆေးရုံမှာရှိတယ်သူအိယာကနိုးပြီးခြေကိုအစင်ပြေပြေလှမ်းလို့ရတာတွေ့တယ်ဒီလိုဘယ်လိုဖြစ်တာလဲသူနိုးပြီးထွက်သွားပြန်ခြင်းတဲ့အခါမုံနဲ့ကြည့်လိုက်တော့သူဟာ Johnny Yang ပြောင်းလဲသွားပြီးဘာလို့လဲဆိုတော့သူ့စိတ်ထဲကို Johnny Yang ရဲ့စိတ်ထဲထားတာပဲဂျွန်ဟန်ယွန်ရဲ့ခန္ဓာကိုယ်ကိုမြင်ရတော့သူနဲ့တကယ်ကိုထွက်မိလို့ဘာလို့ဒီလောက်ပဲလဲတခြားလူတယောက်ဖြစ်နိုင်သေးတာပဲလို့ပြောသွားတယ်အခြားဘက်မှာတော့ရောင်ဟိုရဲ့ခန္ဓာကိုယ်ကကိုမအခြေအနေမှာရှိပြီးယခုတော့ဂျွန်ဟန်ယွန်ရဲ့စိတ်ဟာထဲမှာဝင်နေတယ်ဆန်ဟီလာပြီးအခြေအနေကိုမေးတယ်ဒေါက်တာကတော့ဇေကျွန်းရဲ့ခင်မုန်းဖြစ်တဲ့တန်တေးပဲဖြစ်တယ်ဇေကျွန်းကဆန်ဟီကိုဒါဘယ်လိုလုပ်နေလဲအဲ့ဒီအချိန်မှာအိမ်မှာပဲရှိတင်တာပေါ့လို့ပြောတယ်တန်တေးလဲလာပြီးစိတ်ပူစရာမလိုဘူးဦးစီးအရာရှိကြီးကတက်တာသွားပါလိမ့်မယ်လို့အားပေးတယ်အပြင်မှာအခန်းထဲမှာလူတွေကြားနေတော့ရှေ့မှာရန်ကုန်ကိုစကားပြောနေကြတာတွေမြင်ရတယ်ဒါနဲ့တပြေးညီကျန်းရင်ကနေအနာကပေါ်လာပြီးသူတို့ကိုကြည့်နေတာပါထိုအချိန်မှာနေ့စဉ်သတင်းတစ်ခုပြဆောင်လာပြီးဒါကနေကျန်းရင်တိလိုက်ရတာကရန်ကုန်ဟာတကယ်တော့မောင်းသူအပိုင်းနဲ့ဆက်နွယ်နေတယ်ဆိုတာပါသတင်းပြောတာကကောင်လေးကျန်းရင်နဲ့ပတ်သက်ပြီးအမှားလုပ်ခဲ့တယ်လို့ပြောပါတယ်စန်းကျဲကသူ့အဖွဲ့သူညရင်ကိုပြတ်သားစွာအမြန်ဆုံးထောက်ခံပေးဖို့ပြောလိုက်တယ်မောင်နှမနှစ်ယောက်ကိုတကယ်တမ်းကောင်းလားမဟုတ်လားမေးတယ်အဲ့ခန့်ဤစရင်ပိုင်ပြီးဒီအရာအလုံးကိုပြုလုပ်ခဲ့တာမဟုတ်လားလို့သူတို့ကရှင်းပြတာကစီရင်ခွင်းမှာဖြစ်ခရီးရှိပဲအင်တာဗျူးပြီးပဲသူတို့ကဥက္ကဋ္ဌကိုတွေ့ဖို့သွားခဲ့ကြတယ်ဥက္ကဋ္ဌကဟုတ်ကဲ့သူကတာကိုလှုပ်ပြီးပြီလို့ပြောသွားခဲ့တယ်ဒီအတုံးမျိုးအစ်စ်မှာအမှန်တကယ်ဥက္ကဋ္ဌဖြစ်သူဂျွန်ရင်ကနားထောင်နေပြီးအကုန်လုံးကိုကြည့်နေတယ်သူနဲ့ပျောက်တိုက်တယ်ခေါ်နှိပ်နေတာပြီးတော့ပေါက်ကိုဖွင့်ပြီးလွင့်လာတာစောင်းလီကရုံငွေရဲ့လောင်းနဲ့အတူထိုင်နေတယ်ဂျွန်ရင်ကသူ့ရဲ့ဝိညာဉ်ကိုပြန်ပေးပါလို့ခေါ်တယ်ပြီးတော့ရုံငွေရဲ့လောင်းကိုကိုးကပ်မလာတော့မယ်ထင်ရင်လက်ရှိဂျွန်ရင်ရဲ့ခေါင်းလာပြီးရုံငွေရဲ့လောင်းမှလည်းအတူတူဖြစ်နေတယ်သူ့ဆက်ကပြန်လဲလှုပ်လာပြီးဆိုတာအခုသူဟာတည်ငြိမ်နေပြီလို့ဆိုရမယ်ဒီလိုမြင်ပြီးရင်စွန်ဟီကအံ့ဩသွားလို့မာနက်သွားတယ်ဒါအပြင်အပိုင်းတစ်ဖြတ်သိမ်းသွားပြီနော်